ကဲအားလုံးမင်္ဂလာပါကျွန်တော်ကတော့နေပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာဆိုတော့ကျွန်တော်ရည်စမ်းရှင်းကိုရေခိုးလေးဆိုဘယ်လိုကြမ်းပြမလဲဆိုတာအတူတူကြည့်လိုက်အောင်ကျွန်တော်ပွဲတဲ့စားတာတဲ့အချိန်မှာကျွန်တော်စနေနေ့တွေ့အဲ့ဒီအချိန်မှာကျွန်တော်စနေနေ့တွေ့ကျွန်တော်စကေးတူဆွဲထားရှင်းအောင်လှမ်းပြဒါပေမဲ့ကျွန်တော်တွေ့တာတယောက်တည်းပေါ့နှစ်ကောင်ပြနေပါနှစ်ကောင်ထောင်းပြီးဆိုတော့ကျွန်တော်ပြန်ပြေးလာတယ်နော်အဲ့ဒီအချိန်မှာတော်လေးရောက်လာကျွန်တော်ဝင်တီးမယ်ဆိုပြီးဝင်တီးတယ်ကျွန်တော်လည်းကျွန်တော် schedule ဆွဲပြီးတော့လှမ်းပြပလိုက် Fabulous ရပါပြီစလီနာကျွန်တော်ပြန်ပေးလိုက်ရတယ်နောက်တစ်ခါကျွန်တော်မီယာပါတိကြည့်နေဘာလို့ကြည့်နေမီယာအမေ praise sign နဲ့တက်ပြအားတော့ကြိုက်မကြိုက်ကျွန်တော်အတင်းမကြိုက်ခံတော့ brother တို့ over စလီနာဟာအဲ့ဘယ်လိုပြစ်နေတာမသိကိုရှင်ဝင်လို့ပြေးပါတယ်ဆိုရင်လွတ်ပြီးပဲအောင်မရတယ်ပြီးတော့စိတ်နိုင်လို့ရုပ်တဲ့ဒီမှာချော့ပါဘာလို့ပဲစဉ်းစားကြည့်တယ်brother မှာကျွန်တော်70 point လောက်ပါခင်ဗျာနော်တချင်းတန်လေးကိုတားဆောင်ပေးရကြပါကိုရှင်ကမြောက်ဝေးပြတ်တယ်ကျွန်တော်ကနိုင်ပြီပေါ့ကျွန်တော်ခရစ်ပဲရှင်းတော့ကောင်းတယ်အဲ့မှာကျွန်တော်ရှင်းတော့တန်းလိုက်မှစိတ်နိုင်ရုပ်တင်ပြီးတည်သွားဟိုမှစရီနာကျွန်တော်ပွဲရနိုင်သွားပါတယ်နော်ကျွန်တော်တာဝါကိုလက်ပွားဝင်ချိုးသွားပြီးသွားရောနောက်ဗီဒီယိုတော့ချန်နယ်ချက်ဆိုရင်နိုင် subscribe တွေလုပ်ပေးကြပါ brother တို့ကျွန်တော်ကြံတယ်ကျွန်တော်အခုကျွန်တော် YouTube channel ကျွန်တော်အခုမှစပြီးလုပ်တဲ့ channel တော့ကျွန်တော် channel ကို subscribe လုပ်ပေးကြပါကျွန်တော်ညက်တိုက်ရကြပါတယ်ခင်ဗျာ